မြောကြသောအနာကြီးယောဂတွေစွဲကပ်ပြီးတော့နေတာလဲကိုယ်အဖေပဲတချို့အနာကြီးယောဂစွဲကပ်နေလို့ကိုယ်အဖေတော်မှလူတဲ့သူတဲ့မပြရဲလို့အဖေလိုလည်းမခေါ်ဘူးအဖေလူတဲ့သူတဲ့များမထွက်ခဲ့နဲ့ဆိုပြီးတော့ကြောင်ပိတ်ပြီးတော့နေရတဲ့သာသမီစိတ်ချမ်းသာပါစေဆိုပြီးတော့အနာယောဂါတွေပေါက်နေတဲ့မိဘတွေကိုသားတွေကိုသမီးတွေစိတ်ချမ်းသာပြီးရောဆိုပြီးတော့ကြောင်ပိတ်ပြီးတော့လူတဲ့သူတဲ့မထွက်ရတဲ့မိဘတွေလည်းအများကြီးရှိပါနေဟုတ်ပြီလားဘာဖြစ်နေလဲမိဘဟာမိဘပဲရှက်စရာမလိုဘူးကိုမိမအပြင်မာတာပိတုကုဏောအနန္တောမိဘရဲ့ကျေးဇူးတရားနဲ့မိဘရဲ့ကျေးဇူးတရားနဲ့မြင်းမို့တောင်းကြီးနဲ့ရှင်လိုက်မဲ့ဆိုလို့ရှိရမရနိုင်ရင်မြင်းမို့တောင်းအပြင်ဘယ်လောက်ပဲကြီးကျယ်ပါတယ်ပြောမိဘကျေးဇူးနဲ့ရှင်လိုက်တဲ့အခါကျတော့နွားဦးကြိုလောက်ပဲရှိတဲ့မိဘကျေးဇူးကကြီးမားပါပေတယ်မာတာပိတုကုဏောအနန္တောသမုဒ္ဒနာ၄သင်းမှာရှိတဲ့သမုဒ္ဒနာရည်ဟာဘလောက်ပဲကျဲပါတယ်များပါတယ်ခန့်လို့မကုံပါဘူးလို့ဘလို့ပြပြောမိဘရဲ့မေတ္တာမိဘရဲ့ကျေးဇူးတရားနဲ့ရှင်လိုက်မယ်ဆိုရင်သမုဒ္ဒနာ၄သင်းမှာရှိတဲ့ရေဟာဖြင့်ဝါရွယ်ပေါ်မှာရှိနေတဲ့ရေစက်လောက်ပဲရှိတဲ့မိဘကျေးဇူးနဲ့ရှင်လို့မရဘူးလေစัจ java လာတွေစัจ java လာတွေဘလောက်ပဲကျေပဲကျေပြန့်ပါတယ်ပြောအစအဆုံးမရှိအောင်ဘလောက်ပဲအတိုင်းတန်မရှိအောင်ကျေပါတယ်ပြောတို့အဖေတို့အမေတို့ရဲ့ငါတို့အပေါ်မှာထားတဲ့မေတ္တာနဲ့ရှင်လိုက်မဲ့ဆိုရင်တော့အနဘာပေါက်လောက်ပဲစัจ java လာဩငါကျေပြန့်နေစัจ java လာအနန္တဘလောက်ပဲကျေကျင်ဝန်းပါတယ်ပြောမိဘမေတ္တာနဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အနဘာပေါက်လောက်ပဲကျဲတယ်တဲ့မိဘရဲ့မေတ္တာကအမတန်ကြီးကျယ်နေတယ်အဲ့ဒါမရသရဲ့နဲ့သိလေတော်တို့ကြည့်တယ်မှာပတဝေပြေကြီးတဲ့မိဘမေတ္တာနဲ့ရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘလောက်ပဲကြီးကျယ်ဒုတဲ့ကြီးမားတဲ့မပတဝေပြေကြီးတောင်မှမိဘမေတ္တာကိုမမီဘူးတဲ့မိဘမေတ္တာရဲ့ကြည်ကျဲဖို့အဲ့တော့အသင်တို့တဲ့ကျွန်တော်ကိုကြည်ကြပါမြင်းကိုကြီးကိုအစာမကျွေးပဲနဲ့ဖြစ်ပြီးတော့ထားတယ်လို့ကျွေးစရာပေးစရာမရှိလို့အကုန်လုံးအရာပေးလိုက်တဲ့အခါကျတော့ကျွန်တော်မှမျက်နှာငယ်ပြီးစုံစုံနှုတ်နှုတ်ဟောင်းဟောင်းနွမ်းနွမ်းနဲ့တောင်းစားရတဲ့ကျွန်တော်ဘဝဟာဖြင့်ကျွန်ုပ်သား၄ယောက်ကစွန့်ပစ်ထားလို့ယခုအချိန်လေးဆိုင်နေပါသေးတဲ့ကျွန်တော်ကိုကြည့်ကြပါကျွန်တော်လို့မဖြစ်ကြပါစေနဲ့တတိယဂါထာနောက်ဆုံးသရုဒ္ဓဂါထာကတော့အန္တကာရေပုရိဟောတိအန္တကာရေပုရိဟောတိကမေရေဂါထမေတတိအန္တသအနုဘဝေနခလိတဝမတိတိဋ္ဌတိကျွန်တော်ရဲ့လက်ထဲမှာရှိနေတဲ့ဟောဒီတောင်ခွေးဟာခွေးဖို့ပြေးလာတဲ့နွားကိုလည်းပဲကာကွယ်နိုင်တယ်။ကြိုက်ဖို့ရန်ပြေးလာတဲ့ခွေးစောကိုလည်းပဲကျွန်တော်ရဲ့တောင်ခွေးကကယ်နိုင်တယ်။ကျွန်တော်အစီကနေပြီးတော့အတ္တမြာရှင်သိန်းကိုနှစ်သိန်းစီယူသွားကြတဲ့ကျွန်တော်ရဲ့သားရင်ကနေပေါက်ဖွာလာကြတဲ့ကျွန်တော်ရဲ့သားတွေကတော့ဟောဒီကျွန်တော်ရဲ့လက်ထဲမှာရှိပြီးတော့တောင်မွေးလောက်မှာအာမကိုရတဲ့သားတဲ့ပရိသတ်ရေတောင်မွေးလောက်မှာအာမကိုရတဲ့ဗါတဲ့လေသားတောင်မွေးကမှပြင်းနေကြိုက်နေအမောင်ထဲမှာတောင်မွေးလေးနဲ့စမ်းသွားရင်ရသေးတယ်ပြင်းနေကြိုက်နေတဲ့မှာတကယ်လို့ညိုင်သွားရင်တောင်မွေးနဲ့ထိတ်တာလို့ရသေးတယ်ကျွန်တော်ရဲ့သားလေးယောက်ကတော့တောင်မွေးလောက်မှအာမကိုရတဲ့သားအဲဒီလိုပရိသတ်ကြီးကိုလာရောက်လာတဲ့ပရိသတ်ကြီးကိုဒီလိုပြောလိုက်တဲ့အခါကျတော့
ဘောင်းနာတွေကဒီမှာဆူဆူယုံနဲ့ဖြစ်ပြီးတော့ဟာဒီလောက်တောင်ရစ်စစ်တဲ့သားတွေဒီလောက်တောင်သိုးသွမ်းတဲ့သားတွေဆိုပြီးတော့အဲ့ဒီဘောင်းနာတွေကသူတို့ခေတ်သူတို့ကားတော့ကမိဘပစ္စည်းကိုယူပြီးစားတော့မိဘမလုံကျွေးတဲ့သာသမီကိုသေတံပြီး